ဦးဆန်းမျိုးတို့အေးရမုံမသွားမှာဟုတ်ကဲ့ဒါအလှတကာကြီးဦးငွေဝင်းအလှတကမာကြီးဒေါ်အေးမာတို့ရဲ့အလှအောင်ဝဲချိုးရန်လမ်းလျှောက်ပေါ့ဗျာချိုးရန်လမ်းလျှောက်စနေပါပြီလို့ပထမစုကတော့3 သိန်းပထမစုက3 သိန်းဒုတိယစုက2 သိန်းချက်ကြောင်းမှာဒုတိယစုက2 သိန်းတတိယစုက1 သိန်းချိုးရန်မော်တက်ရင်ကွာ1000မြသိလားအလူတကမာကြီးတွေကတော့အတော်ကိုလူတဲ့တန်းတဲ့နေရာတော်ရရောပါတယ်ဗျာအကျုံညီနဲ့ကျုံညီမကတော့ဒါချိုးရန်လမ်းလျှောက်မိန်းကလေးပေါ့နော်အားပေးကြအောင်ဗျမင်္ဂလာပါမျိုးတို့ရေအားပေးကြအောင်နော်ဒီမဲ့ချိုးရန်လမ်းလျှောက်နေပြီဦးဆန်းမျိုးတို့အားပေးကြအောင်မိန်းကလေးဗျတတိရတော့ကြည်အောင်တတိပါချက်ကတော့နော်တတိပါချက်ကတော့ကြည့်ကြပါဦးလို့ဟုတ်ပြီတက်ထားပြီတတိတက်ဟုတ်ပြီရတယ်နောက်တတိဟေးဟုတ်ပြီဟေးဟုတ်ပြီဟိုဘက်ကိုလမ်းကိုင်းလေမိုင်းပါလေဟိုဘက်လမ်းကိုင်းလိုက်ငါသမီးဟုတ်တယ်ပထမစုကတော့သေချာသလောက်ပြည့်နေပါပြီခင်ဗျဟုတ်ကဲ့မျိုးတို့အားပေးကြအောင်နော်ဒီမဲ့နိုင်ပြေတော့မှာနော်ဒါလေးနေရမင်းတို့ကောင်နေရအားပေးကြပါဦးဗျပထမရပါတော့မှာပါဗျပထမတော့သေချာသလောက်ပါပဲဗျပထမသေချာသလောက်ပါပဲခင်ဗျပထမစုကတော့ယူသွားတော့မှာပါခင်ဗျပထမစုကျက်3 သိန်းကြီးကတော့ယူသွားတော့မှာပါပထမစုကျက်3 သိန်းမှာခင်ဗျရတော့မှာပါခင်ဗျမလိုတော့ပါဘူးခင်ဗျရောက်တော့မှာပါခင်ဗျ2 ထစ်လောက်ပဲလိုပါတော့တယ်ခင်ဗျသိကြပါပြီခင်ဗျပထမစုကတော့သေချာသလောက်ပါပဲခင်ဗျကြည့်ကြပါအောင်ဗျာဝိုင်းအားပေးကြပါအောင်ခင်ဗျပြောစရာကြီးဒါကတော့ပထမရမှာသေချာသလောက်ပါပဲ2 ထစ်လိုတော့တယ်ခင်ဗျ